မြန်မာရုပ်ရှင်သမိုင်းတွေအကြီးမားဆုံးထုတ်လုပ်မှုစရိတ်ဖြင့်တိမ်တသိန်းနီးပါးကိုကုန်ကျခံပြီးကုန်းမောင်မင်းဆက်ရုပ်ရှင်စကားကြီးကိုစတင်မိတ်ဆက်ခဲ့ပါတယ်။မြန်မာရုပ်ရှင်လောကကိုတကြော့ပြန်ကိုင်လို့စေမဲ့သမိုင်းဝင်ဖြစ်ရတစ်ခုဖြစ်တဲ့ကုန်းမောင်မင်းဆက်ရုပ်ရှင်စကားကြီးရဲ့မီဒီယာမိတ်ဆက်ပွဲကိုဇွန်လ2ရက်နေ့ကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီစကားကြီးဟာမြန်မာရုပ်ရှင်သမိုင်းရဲ့စံချိန်တင်ထုတ်လုပ်မှုအကြီးဆုံးမြန်မာငွေ3,800မှ3,000ကျားအထိဘတ်ဂျက်မြောက်များကုန်ကျခံပြီးရိုက်ကူးသွားမယ်လို့သိရပါတယ်။နံပါတ်1ကနေနံပါတ်5အထိ5ကစက်တိုက်ထွက်ရှိသွားမှာပဲဖြစ်ပါတယ်။ဇက်ကောင်နေနဲ့ကွက်တီကြတဲ့မင်းသားမင်းသမီးတွေထိပ်တန်း40ကျော်ပါဝင်မှာဖြစ်ကအလောင်းမင်းတရားမှာသူထူးဆန်းစင်ဖြူရှင်နေရာမှာနိုင်နိုင်မဟာတမျိုးလနေရာမှာရွှေထူစင်ကူးမင်းနေရာမှာအောင်စဘူးနေတိုးကတော့ဘိုးတော်ဘာတော်မင်းနေရာမှာပါဝင်သရုပ်ဆောင်ရမှာပါနံပါတ်တော်မင်းသူနေရာမှာတော့ဝင်းမွန်ရွှေကြီးနဲ့အချစ်ကြီးသူဘာကြီးတော်မင်းနေရာမှာမြင့်မြတ်တို့ကပါဝင်ကစိုက်ရည်မိုးတိုင်ရွန်အေးချမ်းမောင်နဲ့အခြားသောထိပ်တန်းနှွေးပညာရှင်တွေကလည်းအရေးပါတဲ့စက်ကောင်တွေနေရာမှာပါဝင်သွားမှာပဲဖြစ်ပါတယ်ဒီ project ကိုတော့ရွှေမန်း production ကနေထုတ်လုပ်ပေးသွားမှာဖြစ်ပြီးဖန်တီးမှုပိုင်းမှာတော့နာမည်ကျော်ဒရိုက်တာဝင်းလွင်ထက်ကနေကင်တွယ်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။မြန်မာသမိုင်းကျောင်းကိုတော့ကမ္ဘာသိစေရန်အတွက်ခင်မီနီးပညာများခန္ဓာထွေဝဲလာတဲ့အပြင်အစင်များနဲ့ထိတ်တန်းသရုပ်ဆောင်မများစွာပေါင်းဆက်ပါဝင်ထားမဲ့ကုန်းမောင်မင်းဆက်ရုပ်ရှင်စကားကြီးကတော့ကမ္ဘာသမိုင်းတစ်ခုရဲ့မှတ်တိုင်တစ်ခုဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ အမျိုးသမီးတယောက်ကအချွေတဲ့တခုခုထည့်ပြီးအကောက်ကျန်တာခံလိုက်ရတဲ့မင်းသားဆိုင်ရင်မို့အချွေဘူးတဲ့ဆေးလားအစိတ်လားမသိဘူးတခုထည့်ကအကောက်ကျန်ခံရတာလို့လူပြောများနေတာကတော့ဆိုင်ရင်မို့ပါမကြသေးခင်ကစင်ပေါ်မှာဖြောပြနေတဲ့ဆိုင်ရင်မို့ကိုအမျိုးသမီးပရိသတ်တယောက်ကအေးဘူးလာရောက်ဆုချခဲ့ပါတယ်ထူးခြားတာကတော့အဲ့ဒီအမျိုးသမီးဟာဆိုင်ရင်မို့ကိုအေးဘူးချက်ချင်းတောက်ပြဖို့အတင်းအာရမဖိအားပေးခဲ့တာပါဆိုင်ရင်မိုးကနောက်ွယ်ရောက်မှတောက်ပမယ်လို့အရင်ကြီးညှင်းဆက်နေတဲ့ကြာကမှမရမကဇွတ်အတင်တောက်ခိုင်းနေကြတာဖြစ်ပါတယ်။ကံကောင်းရှင်တော့အချင်းတွေကိုရိပ်မိတဲ့လူရှင်တော်တွေကအာယုံလွဲပေးလိုက်လို့သာအန်ဒီယေကနေလက်တကန်းလို့တီတီလေးလွတ်မြောက်သွားခဲ့တာပါ။ဆိုင်ရင်မိုးကမတောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကအေးဘူးကိုအတင်းပြန်လူယူသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုကြည့်ရင်တာမန်ပရိသတ်တယောက်ရဲ့အချစ်လွန်ကဲမှုထက်ဆိုင်ရင်မိုးရဲ့အောင်မြင်မှုမနာလိုမရှုစိတ်ဖြစ်နေတဲ့တဲမဲ့မင်းသားတွေဒါမှမဟုတ်တချို့တော်လူတွေကအချွေတဲ့ကိုတစ်ခုထည့်ပြီးတော့ရေကျရှိရှိအကောက်ကြမှုကြိုးစားခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။အခုချိန်မှာစက်တပင်လောကရဲ့အပြိုင်ဆိုင်လူတွေအကြောင်းမှာဒီလိုမျိုးသားရဲ့လုပ်ရက်တွေရှိလာတာကတကယ်ကိုစိုးရိမ်စရာပါပဲ။ကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောစက်မင်းသားလေးဆိုင်ရင်မှုအခုလိုအကောက်ကြံခံရတဲ့ဖြစ်ဖြစ်ပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်။ဆိုပစ်တဲ့ရဲ့မင်္ဂလာပွဲမှာပရိသတ်တွေရဲ့အာယုံစိုက်ခြင်းကိုခံရတဲ့ခိုင်သိန်းကြီးနဲ့စံထိတ်ထားဦးမြန်မာလူပညာလောကမှာနေပေါင်းများစွာရပ်တည်ခဲ့တဲ့သူပါအခုနောက်ပိုင်းမှာဆိုရင်တော့ခိုင်သိန်းကြီးရဲ့ရုပ်ရှင်စကားတိုင်းကိုပရိသတ်တွေကတော့သိပြီးတော့တွေ့ရဖို့မလဲကူ